အရင်ကကြောက်ခက်လူသားတွေကရေချိုးဖို့စင်နာမောင်းကိုတုံးကြပြီးမိချောင်းပုံစံမုတ်စိတ်ရိတ်တာနဲ့မုတ်စိတ်ကိုပြောင်းစင်နေအောင်ရိတ်ကြပါတယ်မြို့ထဲမှာလည်းဘတ်စကားတွေရှိပါသေးတယ်ဒါပေမဲ့အင်ဂျင်ကတော့သူတို့ရဲ့ခြေထောက်တွေပါပဲသူဟာဆင်းရဲတဲ့ကြောက်ခက်လူသားတစ်ယောက်ဖြစ်ပေမဲ့နေ့တိုင်းသူ့ရဲ့လုပ်ငန်းခွင်ကိုဒိုင်နိုဆောစီးပြီးအလုပ်ကိုသွားပါတယ်သူဆင်းရဲရတဲ့အကြောင်းရင်းကတော့သူကရာသီဥတုအပေါ်မူတည်ပြီးမှထားတာကြောင့်မလို့ပါပဲနောက်ပြီးမနက်လင်းလာတိုင်းနိုးထဖို့အတွက်ကြောက်တုံးကသူ့မျက်နှာကိုလာမှန်စေတဲ့ကြောက်ခက်နိုးဆက်တစ်မျိုးကိုတုံးပြီးသူဖြတ်တန်းရမယ့်နေ့တစ်နေ့ကိုအစပြုပါတယ်တနေ့မှာသူ့မိန်းမကကြောက်ဝကြီးကိုယူလာပြီးမနက်စာအတွက်ဒိုင်နိုဆောဦးကျော်ချက်ကျွေးပါတယ်မနက်စာစားပြီးတော့မိန်းမဖြစ်သူကအမိုက်ကျိတ်ဆက်ပြက်နေပြီလို့ပြောတာနဲ့သူလည်းမိဖို့ကြောင့်လည်းပြေးကြည့်ရတာပါပဲကြည့်လိုက်တော့မှအမိုက်ကျိတ်ပြီးတဲ့တောဝက်ကအစာမကြေဖြစ်နေတာကိုသွားတွေ့ပါတယ်ဒါနဲ့ဝက်ပစက်ထဲလက်လိုက်ကြည့်လိုက်တော့မှဝက်ကခရင်တစ်ခုနဲ့နေနေတာဖြစ်ပြီးအခုတော့အစ်စ်လဲစရာမလိုတော့ပါဘူးအလုပ်သွားဖို့အိမ်ပြင်ထွက်တော့သူကအမိုးဖွင့်ကားလေးကိုစီးသွားပါတယ်ခြေထောက်ပေါ်ကိုရေတပုံလောင်းလိုက်ရုံနဲ့ဒီကားကတနေကုန်ပြေးနိုင်တာပါပဲဒါပေမဲ့တစ်ခါတလေခြေထောက်နဲ့ brake အုပ်လိုက်ရတာမျိုးလည်းရှိပါတယ်နောက်ပြီးသူကဘေးကင်းပြီးတဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်အောင်လို့တခြားအမြင့်ပြန်ယူတစ်မျိုးကိုလည်းစီးပါသေးတယ်စက်ရုံရောက်လို့အလုပ်လုပ်ပြီးရင်လည်းနေ့လယ်စာကဒိုင်နိုဆောခြေထောက်နဲ့ပြီးရဖြစ်ပြီးပလင်းဖောက်တံကတော့အော်တိုစနစ်နဲ့ပါပဲအလုပ်ဆင်းရင်တော့သူကဘိုးလင်းကစားရတာဝါသနာပါပါတယ်ဘိုးလင်းဖြစ်ဖို့အတွက်ဖားတစ်ကောင်ကိုသူ့လက်ထဲကိုအရင်လေးမှုတ်ခိုင်းပြီးလက်ဖွားကိုကိုတိုက်မှုအားကောင်းအောင်လုပ်ပါတယ်ပြီးရင်တော့အားနဲ့ပြေးပြီးသူကလွယ်လွယ်လေးပြစ်လိုက်တာပါပဲတနေ့မှာတော့သူ့အလုပ်ကမန်နေဂျာရာထူးတိုးပေးဖို့အတွက်စာမေးပွဲဖြေပြီးရွေးချယ်မယ်လို့ကြေညာလိုက်ပါတယ်စာမေးပွဲအတွက်သူတအားစိတ်လှုပ်ရှားနေပြီးကြောက်ခက်ခဲတံကိုတေးသေးချာချာချွန်နေပါတယ်စာမေးပွဲစတော့လူတိုင်းကတေချာဖြေကြပေမဲ့ကြောက်ခက်လူသားတစ်ယောက်ကသူများဖြေကိုခိုးကြည့်ချင်နေပါတယ်ဒါပေမဲ့မြောက်ကြီးကခွင့်မပြုပါဘူးသူကတော့ကန်ဆန်းပြီးမှန်းဖြေလိုက်တာအားလုံးထက်အရင်စောစောစီးစီးပြီးသွားခဲ့ပါတယ်ရလက်တွေထွက်လာတဲ့အခါမှာတော့သူကမထင်မှတ်ပဲအမှတ်ပြရသွားခဲ့ပါတယ်သူကနာမည်ကြီးသွားပြီးသတင်းစာမျက်နှာဖုံးမှာတောင်ပါလာခဲ့ပါသေးတယ်မန်နေဂျာဖြစ်လာပြီးတဲ့နောက်သူ့ဘဝကထိတ်ဆုံးကိုရောက်သွားတော့တာပါပဲကားအဆုပ်လေးနေရာမှာဖာရာရီအစ်စ်ကြီးဖြစ်လာတယ်လို့တဲလေးကလည်းစိုင်းကြီးဖြစ်သွားပြီးခြံထဲမှာလည်းရေကူးကန်သေးလေးတောင်စောက်လိုက်ပါသေးတယ်နေ့စဉ်အလုပ်ကတော့စာချုပ်တွေမှာလက်မှတ်ထိုးရုံပါပဲသူ့အလုပ်ကလည်းချုံမောလက်ပတဲ့အတွင်းရေးမှူးမလေးတယောက်ကိုတောင်ခံပေးထားပါသေးတယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူ့တငယ်ချင်းကသူ့အတွက်စာမေးပွဲဖြေတွေကိုပြောင်းလဲပေးခဲ့တယ်ဆိုတာသူမသိခဲ့ပါဘူးအဲ့ဒီတငယ်ချင်းကတော့အလုပ်ပြုတ်သွားပြီးအခုဆိုစားတောက်ဆိုင်တစ်ခုမှာစပွဲတို့ဖြစ်နေအလုပ်လုပ်နေရရှာပါတယ်